ဟိုးရဲ့ယုံကြအဆောက်အုံတက်လေကားရှေ့မှာအင်တာဗျူးဖြေဖို့ရောက်နေတဲ့ဆုံးဆိုင်နှင်းဟာပြဿနာတစ်ခုနဲ့ကြုံလိုက်ရပါတယ်။ကိုဥက္ကဋ္ဌဟူအိုနဲ့ပတ်သက်သူဆိုပြီးမောက်မာနေတဲ့အန်နာဟာတက်လေကားအဝင်မှာအဖိုးအိုတယောက်ကိုဖယ်ဆန်းလူအိုကြီးထွက်သွားဆိုပြီးတွန်းထုတ်ကလူအိုကြီးကြောင့်တက်လေကားကိုအလီချိန်ကြော်သွားရတယ်လို့ဆွဆွဲခဲ့ပါတယ်။ဒါကိုမြင်သွားတဲ့ဆုံးဆိုင်နှင်းကမခံမရက်နိုင်ဖြစ်ပြီးအဖိုးအိုကိုကူညီပေးခဲ့ကထိုမောက်မာတဲ့အန်နာကိုပြက်သားသားတုံ့ပြန်ခဲ့ပါတယ်။အခြားသူတွေကဆုံးဆိုင်နှင်းကိုဒီမင်းကလေးယူနေတာလားအင်တာဗျူးလာတာဖြစ်ပြီးအန်နာကိုစော်ကားရဲတယ်သူမအင်တာဗျူးကြရှုံးတော့မှာပဲလို့ပြောဆိုကြပေမဲ့ဆုံးဆိုင်နှင်းကတော့ဂယုမဆိုင်ပဲအဖိုးအိုကိုသာစိတ်ပူပေးခဲ့ပါတယ်ထို့အဖိုးအိုကဆုံးဆိုင်နှင်းရဲ့စိတ်ထားကောင်းကိုသဘောကျပြီးမင်းတီချပေါက်အင်တာဗျူးအောင်မှာပါလို့ဆုတောင်းပေးခဲ့ပါတယ်တက်လေကားထဲမှာတော့အခြားသူတွေကဥက္ကဋ္ဌဟူအိုနဲ့တွေ့ခွင့်ရဖို့နဲ့အတွင်းရေးမှုအဖွဲ့ထဲဝင်ပြီးဥက္ကဋ္ဌနဲ့နီးစပ်ခွင့်ရဖို့မျှော်လင့်နေကြပါတယ်အမှန်တော့ထို့အဖိုးအိုဟာအခြားသူမဟုတ်ဘဲဥက္ကဋ္ဌဟူအိုယူချန်ရဲ့အဖိုးအရင်ဖြစ်နေခဲ့တာပါဟူအိုယူချန်ဟာအဖိုးဖြစ်သူကိုလီစိတ်မာရောအိမ်မာရောလူကြိုမတွေ့ပဲစီးရုံကနေတိတ်တဆိတ်ပြန်လာတဲ့အတွက်စိတ်ပူပြီးစူပူတဲ့အခါအဖိုးဖြစ်သူကစိတ်ဆိုးကမင်းငါကိုအိမ်တော်ပြူစာချုပ်ပဲပြပြီးမြင်းချွေးမကိုအခုထိဘာလို့မပြသေးတာလဲတလအတွင်းမပြရင်ငါအသက်မရှင်တော့ဘူးလို့ချင်းချောက်ပါတော့တယ်ဟူအိုယူချန်ကကောင်မလေးရဲ့အချက်လက်တွေကိုလက်ထောက်ကိုရယူခိုင်းပြီးပါပြီအပြင်မှာတော့မတွေ့ရသေးပါဘူးလို့ပြောပေးမယ်အဖိုးကတော့ဇွတ်ပူစာနေခဲ့ပါတယ်ဒါအပြင်ဒီနေ့ကုမ္ပဏီမှာအင်တာဗျူးလာဖြစ်တဲ့ဆုံးဆိုင်နင်းဆိုတဲ့မိန်းကလေးဟာလှပပြီးစိတ်ထားအရန်ကောင်းလို့သူမကိုတီချဖို့အလုပ်ခံရမယ်လို့အဖိုးကအမိန့်ပေးခဲ့တာကြောင့်ဟိုယူချန်လေးလက်ခံလိုက်ရပါတော့တယ်အင်တာဗျူးကနေရောက်တဲ့အခါစောင်းဆိုင်နင်းတယောက်လန့်နွားခဲ့ပါတယ်အင်တာဗျူးသူ3ယောက်ထဲမှာသူမစောစောကဒလီကားမှာစကားများခဲ့တဲ့အန်နာရှိနေလို့ပါပဲထိုအန်နာကသူမရဲ့ CV ဖုန်းကိုတော့မကြည့်ပဲမင်းလိုလူမျိုးဒီကုမ္ပဏီနဲ့မတန်ဘူးထွက်သွားဆိုပြီးမတရားမောင်းထုတ်ခဲ့ပါတယ်ဆောင်းဆိုင်နင်းကဒါတက်ကလေးစားချီတာပဲလို့ပြောကရုံးခန်းထဲကထွက်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာဟိုယူရွှဲနဲ့တိုက်မိပြီးစုံတဲ့အခါဥက္ကဋ္ဌကဆောင်းဆိုင်နင်းရဲ့ CV ဖုန်းကိုကြည့်ပြီးအဖိုးပြောထားတာကိုမှတ်မိသွားကသူမကိုဒီဇိုင်းဖန်တာမှာအလုတ်ခံရန်ပြောလိုက်ပါတယ်။ဒါပေမဲ့အန်နာကဒီဇိုင်းဖန်တာမှာလူပြည့်နေပြီလို့ပြောတာကြောင့်သူမကိုအစမ်းခံအတွင်းရေးမှုအကူဖြစ်ခန့်အပ်ဖို့လက်ထောက်ဖြစ်သူဇမ်းမင်ကိုအမိန်ပေးလိုက်ပါတယ်။ဒါဟုမြင်တဲ့အခြားဝန်ထမ်းတွေကသူမကဝင်ကြီးဥက္ကဋ္ဌကိုမြူးဆွဲဖို့စူးစမ်းနေတာဆိုပြီးမနာလိုဖြစ်သွားကြပါတယ်။အလောက်ဆဝင်တဲ့နေ့မှာနေဆောင်းဆိုင်နင်းဟာအန်နာရဲ့မကောင်းကြံမှုနဲ့လူရုံမှာမန်နေဂျာဟီဆန်းရဲ့နှာပူးကြစော်ကားခြင်းကိုခံရပါတယ်။သူမကတွန်းလှန်ပြီးပါရိုက်လိုက်တဲ့အခါထိုလူကမင်းကဥက္ကဋ္ဌကိုမြူးဆွဲဖို့စ조사နေတာဆိုပြီးအခုကြမှာလာဟန်ဆောင်မနေနဲ့လို့အော်ဟစ်ဆေးဆိုပါတယ်။ဟူဝယူချွမ်းရောက်လာတဲ့အခါမှာလေထိုလူကဆောင်းဆိုင်နင်းကသူ့ကိုအရင်မြူးဆွဲတာပါလို့လိန်ညာတိုင်တန်ပြီးသူမကိုအလုတ်ထုတ်ဖို့ပြောပါတယ်။ဒါပေမဲ့ဟူဝယူချွမ်းကချက်ချင်းအလုတ်ထုတ်ပစ်လိုက်လို့အမိန့်ပေးတဲ့အခါဟီဆန်းကဝမ်းသားသွားပေမဲ့ဟူဝယူချွမ်းကငါကမင်းကိုထွက်ခိုင်းတာစောင်းချိုင်နေကိုပြောတာမဟုတ်ဘူးမင်းတက်တော့ဥအိုင်တာပဲလို့ဒေါသတကြီးပြောလိုက်ပါတယ်ဟီဆန်းကသူ့မှာအသက်80အရွယ်အမိအိုးနဲ့ဗိုက်ကြီးတဲ့ဇနီးရှိလို့ခွင့်လွတ်ပေးဖို့ဒူးထောက်တောင်းပန်မိမယ်ဟူဝယူချွမ်းကအပြတ်တက်ဖြတ်မောင်းထုတ်ခဲ့ပါတယ်ထိုအချိန်မှာပဲဟူဝယူချွမ်းဟာသူ့အတွက်လက်ထောက်ရှာပေးခဲ့တဲ့အိမ်တောင်ဖတ်ရဲ့အမိကိုလက်ထောက်ဇမ်းမင်းအားမင်းမြန်းရဇမ်းမင်းကအိမ်တောင်ဖတ်အမိဟာဇိုးချောက်ရမ်းဖြစ်နိုင်တယ်လို့မှားယွင်းဖြေဆိုခဲ့တာကြောင့်စောင်းဆိုင်နေဟာသူနဲ့လက်ထပ်ထားတဲ့အိမ်တောင်ဖတ်မှန်ဟူဝယူချွမ်းလည်းမသိတယ်လို့စောင်းဆိုင်နေတယောက်လည်းမသိရှိခဲ့ပါဘူးအလုတ်ထုတ်ခံလိုက်ရလို့ဒေါသထွက်နေတဲ့ဟီရှင်ဟာဒါရိုက်တာအန်နာနဲ့ပူးပေါင်းပြီးဆောင်းဆိုင်နင်းကိုအကွက်ဆင်ပါတော့တယ်။အန်နာကဆောင်းဆိုင်နင်းကိုအလုတ်ကနေမောင်းထုတ်ဖို့အတွက်ဟီရှင်ကိုကုမ္ပဏီထဲလှိဝက်ပြန်သွင်းခဲ့ပြီးဥက္ကဋ္ဌရုံးခန်းထဲအထိဝင်ခွင့်ပေးခဲ့ပါတယ်။ဆောင်းဆိုင်နင်းကဥက္ကဋ္ဌစီလက်မှတ်ထိုးဖို့ပစ္စည်းပါဝင်မှုစီရင်ကိုယူလာတဲ့အခါအန်နာကစာရွက်စာတမ်းတွေကိုလဲလှယ်ပြီးထိုထုတ်ကုန်ထဲမှာတရားမဝင်တဲ့ပြသားတက်တွေထည့်သွင်းထားတယ်ဆိုပြီးဆောင်းဆိုင်နင်းကိုလူသားအရင်းမြစ်ဌာနထံအတင်းဆွဲခေါ်ကအပြစ်ပုံချပါတယ်ဟူအိုယူရွှန်ရှိမှာဆောင်းဆိုင်နင်းကကျမစာရွက်စာတမ်းတွေကိုမထိခိုက်ခဲ့ပါဘူးလက်ထောက်ဇံမင်းရဲ့အမိန့်အတိုင်းသွားယူပြီးလက်ဖက်ရည်တောက်ခန်းထဲပဲခဏဝင်ခဲ့တာပါလို့မိုယူညင်းဆိုပါတယ်အန်နာကလက်ဖက်ရည်တောက်ခန်းကကင်မရာပြတ်နေတာကြာပြီလို့ပြောပြီးတက်တီဖျောက်ဖို့ကြိုးစားပြီးမြဲလက်ထောက်ဇံမင်းကကင်မရာဒီပြင်ထားတာကြာပြီဖြစ်ကြောင်းပြောကစောင့်ကြည့်ကင်မရာကိုဖွင့်ပြလိုက်ပါတယ်ထိုအခါအလုတ်ထုတ်ခံထားရတဲ့ဟီရှင်ကစာရွက်စာတမ်းတွေလာလဲနေတာကိုကွင်းကွင်းကွက်ကွက်မြင်လိုက်ရတာကြောင့်ဟူအိုယူရွှန်ကဟီရှင်ကိုရေးလက်အပေါ်အမိန့်ပေးလိုက်ပြီးအန်နာရဲ့ကြံစီမှုကြီးပြက်ပြားသွားခဲ့ပါတယ်ဒီအဖြစ်အပျက်တွေကြောင့်ဆောင်းဆိုင်နင်းတယောက်စိတ်မကောင်းဖြစ်ပြီးကုမ္ပဏီအပြင်ဘက်မှာငိုနေစဉ်သူမရဲ့လျှို့ဝှက်လင်ယောက်ျားထံမှာဖုံးလာခဲ့ပါတယ်။ဟိုးယူရွှင်ကအဖိုးဖြစ်သူကိုပြဖို့အတွက်တလားလောက်ဇနီးအဖြစ်ဟန်ဆောင်ပေးရန်နဲ့အိမ်တော်ရေးစာချုပ်ပျောက်ဆုံးသွားကြောင်းပြောတဲ့အခါဆောင်းဆိုင်နင်းကလည်းအိမ်တော်ရေးစာချုပ်ပျောက်ဆုံးနေကြောင်းနဲ့သူမအခုပဲကုမ္ပဏီကနေအလုတ်ထုတ်ခံရလူနီးပါးဖြစ်ခဲ့ရကြောင်းယင်ဖွင့်ပါတယ်။ဟိုးယူရွှင်ကမင်းကိုအလုတ်ထုတ်တဲ့တတိကမျက်စိကန်းလို့နေမှာပေါ့လို့ပြောတဲ့အခါဆောင်းဆိုင်နင်းကလည်းဟုတ်တယ်သူကတကယ်ကိုမျက်စိကန်းတဲ့လူပဲလို့ပြန်ပြောလိုက်ပါတယ်။တယောက်နဲ့တယောက်ဖုန်းထဲကလူဟာဘီနာကလူမှမသိကြသေးပါဘူး။နောက်တနေ့မှာအန်နာဟာဆောင်းဆိုင်နင်းကိုကလေးစားချီဖို့အတွက်ဟောင်တန် International Hotel အခန်းအမှတ်206ကဥက္ကဋ္ဌဟေးဆိုသူစီကိုတွားကြိုးခိုင်းပါတယ်
အမှန်တော့အဲ့ဒီအခန်းထဲမှာ Sunshine ကိုစောင့်နေတာကအလုတ်ထုတ်ခံထားတဲ့ Heezan ဖြစ်ပြီး Sunshine ဟာအခန်းထဲရောက်တာနဲ့တစုံတစ်ယောက်ရဲ့စီးခတ်ခြင်းကိုခံလိုက်ရပါတယ်ထို့နောက် Heezan က Sunshine ကိုမတရားလုပ်ရန်ကြံစည်ပါတော့တယ်